ဒီဆရာဟာအတန်းမစခင်တိုင်းကျောင်းသားတယောက်ကိုဖန်ဘူးတပူပေးလေးရှိပါတယ်။အဲ့ဒီကလေးကို15စက္ကန့်ကြာတခါဖန်ဘူးကိုခောက်ဖို့သူကခိုင်းထားတာပါ။သူဟာစာကိုလုံးဝစိတ်မဝင်စားတဲ့ကျောင်းသားတစုနဲ့အလောင်းစားတစ်ခုလုပ်ခဲ့ပါတယ်။အကယ်၍သူတို့သာတစ်ချိန်လုံးငြိမ်ငြိမ်သက်သက်စာသင်အံမှုကိုနားထောင်ရင်သူကနို့တပူလုံးကိုတကြိုက်တဲကုံအောင်တောက်ပြမယ်လို့ကတိပေးခဲ့တာပါ။ကျောင်းသားတွေကတော့ဆရာနို့တွေအန်ထွက်လာတာကိုပဲမြင်ကျင်တာကြောင့်ပထမဆုံးအကြိမ်ဖြစ်အားလုံးစီးလုံးပြီးငြိမ်နေပေးကြပါတယ်။တယောက်ယောက်ကစူညံဖို့စ조사တိုင်းကြံတဲ့သူတွေကချက်ချင်းတားကြပါတယ်။ချိန်တွေကုန်လွန်သွားတာနဲ့အမျှစပွဲပေါ်ကနို့တွေကုန်သွားပြီးကြောက်တင်ပုံးပေါ်ကစာတွေကတော့ပြည့်နှက်လာခဲ့ပါတယ်။ကျောင်းသားတွေဟာသူတို့ကိုသူတို့တောင်တတိမထားမိပဲသင်ခန်းစာထဲမှာအာယုံရောက်သွားကြပြီးတချို့ဆိုရင်မိကုန်းတွေကိုတောင်လက်ညှိုးထောင်ဖြေဆိုလာကြပါတယ်။ဒီဆရာတယောက်ကြောင့်ကျောင်းမှာအညံဆုံးအတန်းဟာအတော်ဆုံးထူးချွန်အတန်းဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့မစ္စတာကလာ့တယောက်ဆက်တင်ဖို့ပြင်နေတော့မှပဲသူဟာအလုပ်ထုတ်ခံလိုက်ရပါတယ်။အကြောင်းရင်းကတော့ကျောင်းအုပ်ကြီးရဲ့ကျောင်းလာစာတိုးမြင့်မဲ့အစီအစဉ်ကိုသူကညှင်းဆန်ခဲ့လို့ပါပဲ။မိဘတွေကသူ့ကိုဆက်ရှိနေစေခြင်းပေမဲ့ကျောင်းအုပ်ကတော့သူ့ကိုထုတ်ပစ်ဖို့ပဲဆိုအတင်းလုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကလာ့ခါနယူးယောက်မြို့ကိုအလုပ်ရှာဖို့ထွက်လာခဲ့ရပေမဲ့လက်တွေ့ဘဝကခါတီးလွန်းပါတယ်။မြို့ကြီးကကျောင်းတွေဟာနေကလာတဲ့ဆရာတယောက်ကိုအလုပ်မခန့်ချင်ကြပါဘူး။ဒါကြောင့်သူချစ်တဲ့ဆရာအလုံးနဲ့နှီးစပ်ဖို့အတွက်အလုပ်တင်ကြရင်တစ်ဖက်ကလည်းအချိန်ပိုင်းအလုပ်တွေလုပ်ခဲ့ရပါတယ်။ဒီနေ့မှာတော့အင်တာဗျူးသွားရင်းနဲ့ဆရာတယောက်နဲ့ကျောင်းသားတယောက်ရန်ဖြစ်နေတာကိုသူတွေ့လိုက်ရပါတယ်။သူကပြေးသွားပြီးဖြန့်ဖြေပေးခဲ့ပေမဲ့ကျောင်းအုပ်ရောက်လာတော့မှပဲရန်ပွဲကပြီးသွားပါတယ်။အဲ့ဒီဆရာကတော့စိတ်ပြက်လက်ပြက်နဲ့ဒီလူဆိုးလေးတွေကိုမင်းမဲယူလိုက်တော့လို့ပြောပြီးချက်ချင်းအလုပ်ထွက်သွားပါတယ်။ခွာ့ရဲ့ထင်ကြီးစရာကောင်းတဲ့မှတ်တမ်းတွေကိုဖတ်ပြီးနောက်ကျောင်းအုပ်ကသူ့ကိုထူးချွန်အတန်းမှာစာသင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ခွာ့မျက်စိကျနေတာကတော့တစ်ဖက်ခန်းကအတန်းမှာအဲ့ဒီအတန်းထဲမှာဘယ်သူမှထိန်းချောင်းသူမရှိပဲကလေးတွေဟာရန်ကားနေကြပါတယ်။သူတို့ရဲ့အပြုအမူတွေဟာနှစ်ရှည်လများပျက်စီးနေခဲ့တာပါ။အရင်ကဆရာ6ယောက်တောင်ဒီကလေးတွေကြောင့်အလုပ်ထွက်သွားခဲ့တာမို့ကျောင်းအုပ်ကကလာ့ကိုအံ့ဩနေပါတယ်။ဒါပေမဲ့ကလာ့ကတော့မစုံမနစ်ပါပဲသူကရုန်းကန်နေရတဲ့ကျောင်းသားတိုင်းဟာအပယ်ခံထားရတဲ့ကလေးတွေသာဖြစ်တယ်လို့ယုံကြည်ထားပါတယ်။ဒါပေမဲ့သူ့ရဲ့ယုံကြည်ချက်ဟာချက်ချင်းတော့အရာမထင်ခဲ့ပါဘူး။ပထမဆုံးနေ့မှာတင်ကျောင်းသားတွေကသူ့ကိုကြမ်းတမ်းစွာကြိုဆိုခဲ့ကြပါတယ်။ရှာမီကာရှင်းမစ်ကဆိုတဲ့ကလေးမလေးဟာအတန်းထဲမှာအဆိုးဆုံးပြဿနာရှာသူပါ။သူမကစားလိုက်တာနဲ့တန်းလုံးရုပ်ရုပ်သဲသဲဖြစ်သွားပါတော့တယ်။အတန်းထဲမှာလည်းဖျို့ဖျဲဖြစ်နေပြီးကျောင်းဆောင်တောင်ခွာတယောက်ဒီကလေးတွေကိုထိန်းနိုင်ပါမလားလို့တန်တရားဝင်နေပါတယ်။ခွာတယောက်အတန်းကိုတန်ရှင်းရေးလုပ်ပြီးအပြင်ထွက်လိုက်တဲ့အခါသူ့ကားပေါ်မှာဆေးမှုတ်ပြီးဖျက်ဆီးထားတာကိုတွေ့လိုက်ရပါတယ်။အတွေ့အကြုံရှိတဲ့ဆရာတယောက်အနေနဲ့ပြဿနာရှိတဲ့ကလေးတိုင်းမှာနောက်ွယ်ကဇလန်းရှိရဲဆိုတာသူသိပါတယ်။ဒါကြောင့်သူဟာကျောင်းသားတွေရဲ့အိမ်တွေကိုတအိမ်တက်ဆင်းလိုက်သွားခဲ့ပါတယ်။သူထင်တဲ့အတိုင်းပါပဲကလေးတွေဟာမိသားစုပြဿနာတွေကြားမှာကြီးပြင်းနေရတာပါ။အသက်10နှစ်အရွယ်ကျောင်းသားလေးဟာမောင်နှမ3ယောက်ကိုကြည့်ရှုနေရပြီးတချို့အိမ်တွေမှာဆိုရင်မိန်းကလေးတွေကိုလူရမသွင်းတာမျိုးတွေရှိနေပါတယ်။ကျမစာဖတ်ရတာဝါသနာပါပါတယ်။လို့ကလေးမလေးကပြောတဲ့အခါသူ့အဖေကတိတ်ဆန်းယောက်ျားတွေစကားပြောနေတယ်ဆိုပြီးငေါငန်းတာမျိုးတွေပေါ့။ကလေးတွေဟာစာတင်ရတာကိုမုန်းနေတာမဟုတ်ပဲသူတို့ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်ကြောင့်ဒီလိုဖြစ်နေရတာကိုခွာ့နားလည်သွားပါတယ်။မိဘဆိုတာကလေးတွေရဲ့ပထမဆုံးဆရာမဟုတ်လားကလေးတွေကိုပြောင်းလဲပေးဖို့အတွက်ခွာ့ကအတန်းနေရန်တွေကိုအယောင်တစ်တွေချဲပေးခဲ့ပါတယ်။ဈေးတွေကိုသူ့ကားပေါ်မှာမှုတ်တလို့မျိုးမဟုတ်ပဲအကျိုးရှိတဲ့နေရာမှာဘလို့သုံးရမလဲဆိုတာသူကပြကျင်တာပါ။ဒါပေမဲ့ကလေးတွေကတော့ဒါကိုအဖက်မလုပ်တဲ့အပြင်ကျောင်းအုပ်ကတော့သူ့ကိုအတန်းရှိမှတင်အဆက်ခွဲပြီးစူပူခဲ့ပါတယ်။ခွာ့ရဲ့အရှိန်အဝါဟာကျဆင်းသွားပြီးရှာမီကာကလည်းသူ့ကိုလုံးဝမလေးစားတော့ပါဘူး။နေ့လယ်စာစားချိန်မှာလည်းသူ့ကျောင်းသားတွေဟာတောမြင့်တွေလိုရန်ကားနေကြပြီးဘေးကစီးကန်းရှိတဲ့အတန်းနဲ့လုံးဝကွာခြားနေပါတယ်။ဒါကိုမြင်တဲ့ဆရာမတစ်ယောက်ကခွာ့ကိုလက်လျှော့လိုက်ဖို့အကြံပေးပေမဲ့ခွာ့ကတော့အရှုံးမပေးပါဘူး။သူကစီကန်းတစ်3ခုထုတ်ပြန်လိုက်ပါတယ်။တကျုပ်တို့ဟာမိသားစုတစ်ခုဖြစ်တဲ့နှစ်တယောက်ကိုတယောက်လေးစားရမယ်။3တန်းဝင်ရင်ထွက်ရင်တန်းစီရမယ်။ဒါပေမဲ့ကလေးတွေကတော့ဂယုမဆိုင်ကြပါဘူး။ကျောင်းစင်းချိန်မှာသူတို့ဝုန်းကနေပြေးထွက်ဖို့စူးစမ်းပေမဲ့ခွာကတကားကိုအရင်ပိတ်ထားလိုက်ပါတယ်။နောက်ဆုံးတော့သူတို့တန်းစီလိုက်ရပါတယ်။ရှာမီကာကရှေ့ဆုံးကိုဖျက်တိုးတဲ့အခါမှာတော့ခွာကတန်းစီတာကိုရက်လိုက်ပြီးစီကန်းဟာအရေးကြီးတယ်တယောက်ကဖောက်ဖျက်ရင်မိသားစုအားလုံးမှာတာဝန်ရှိတယ်လို့သတိပေးလိုက်ပါတယ်အတန်းဖော်ရီရဲ့ဖိအားကြောင့်ရှာမီကာဟာပထမဆုံးအကြိမ်ဖြစ်နောက်ဆုံးကိုပြန်သွားခဲ့ရပါတယ်ဒါဟာခွာအတွက်တော့အောင်ပွဲတစ်ခုပါပဲဒါပေမဲ့တနင်္လာနေ့မှာတော့အခြေအနေတွေကပြန်ဆိုးသွားပါတယ်သူပြင်ဆင်ထားသမျှအတန်းထဲမှာအကုန်ပျက်စီးနေပါပြီကလေးတွေဟာစီကန်းတွေကိုအပြင်းထန်တော်လှန်နေကြတာပါဘသူကလုတာလဲလို့မေးပေမဲ့ဘသူမှဝန်မခံတဲ့အပြင်အိမ်စာလည်းမလုပ်ခဲ့ကြပါဘူးရှာမီကာရဲ့လောင်ပြုံးဟာခွာကကိုဒေါသထွက်စေပြီးသူ့အတန်းထဲကထွက်သွားမိတဲ့အထိဖြစ်ခဲ့ပါတယ်သူ့ရဲ့ဆရာဘဝမှာပထမဆုံးအကြိမ်ဖြစ်လက်လျှော့ဖို့စဉ်းစားခဲ့ပါတယ်ဒါပေမဲ့သူ့တငယ်ချင်းရဲ့အားပေးမှုကြောင့်နီလန့်အစ်စ်တွေကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဖဲကစားတာဝါသနာပါတဲ့ចောင်းသားကိုဖဲချက်တွေနဲ့တင်ချတင်ပေးတာမျိုးရှာမီကာစီမှာတာရီကွင်းခုံတာကိုတင်ယူရင်းသူကိုယ်တိုင်အကြိမ်ကြိမ်လဲကြပြတာမျိုးတွေလုပ်ခဲ့ပါတယ်။သူဟာခက်ခဲပေမဲ့စူးစမ်းရင်ရနိုင်နေဆိုတာကိုလက်တွေ့ပြသခဲ့တာပါ။ဒါကိုလည်းចောင်းအုပ်ကသဘောမကျပါဘူး။မင်းဟာထူးချွန်တဲ့ကလေးတွေကိုပြစ်ထားပြီးအညံ့ဆုံးကလေးတွေနဲ့ကစားနေတယ်။ဒါဟာចောင်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်လို့စုပူတဲ့အခါမှာတော့ခွာ့ကတော့နောက်မဆုတ်ပဲရင်ဆိုင်ဖို့ပြင်ဆင်လိုက်ပါတော့တယ်။နောက်ထပ်ဒီဇလန်ရဲ့အဆက်ဒါမှမဟုတ်တခြားစကားချင်းချုပ်တွေကိုသိကျင်ကျွန်တော်ကောက်လေးကို follow လုပ်ခဲ့ဖို့မမေ့နဲ့နော်။